စီချိုကူးတဲ့နေရာမှာဆရာတို့ကသွေးအချိုကျတဲ့ဆေးပေါ့နော်သွေးချိုကျဆေးကို oral hypoglycemic agent လို့ခေါ်တာပေါ့ OHA နော် oral diabetes drug လို့လည်းခေါ်တာပေါ့နော်ဘာပဲခေါ်ပေါ့အဲ့ဒီဆေးတွေကတော့သုံးရတာပေါ့လေဒါပေမဲ့အဲ့ဒီဆေးတွေရဲ့အရေးကြီးတာကတမျိုးကိုခဏပြောလို့ lifestyle modification နော်အနေထိုင်စားတော့ပြုပြင်ခြင်းပေါ့ပမာလူနော်အဲ့ဒီထဲမှာအနေထိုင်စားတော့မှာအနေထိုင်ပြုပြင်တာကနံပါတ်1အရေးကြီးတယ်နော်အခုဆရာကတမျိုးကိုအင်္ဂလိပ်လိုကနေပြီးတော့ပမာလူတိုက်ရိုက်ပြန်ပြီးတော့ပြောပြပေးမယ်နော်ဘယ်လောက်ထိဒီစီးကြိုသမားကဒီလမ်းလျှောက်တာတို့ exercise လို့အရေးကြီးတယ်လဲဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့ဒီလိုလမ်းလျှောက်လိုက်ခြင်းအပြင်ဘယ်လိုကြိုးကျေးဇူးရှိလဲဆိုတော့ဒီမှာဆက်ပြမယ် How exercise works to lower blood sugar exercise လုပ်တယ်ပေါ့ကိုယ်လည်းလှုပ်ရှားစက်ပိန်ပဲစီစီကျင်ပဲဆော့လမ်းပဲရှောက်အဲ့လို exercise လုပ်ရင်သွေးချိုဓာတ်ကဘယ်လိုကျဆင်းစေတယ်လဲဆိုတော့တဲ့ Number 1 improved insulin sensitivity တဲ့ဘာလို့ဆိုလို့လဲဆိုလို့ရှိရင် exercise makes your muscle cells more responsive to insulin helping them use available insulin more effectively to absorb glucose from the blood ဘာလို့ဆိုလို့လဲဆိုတော့ exercise လုပ်လိုက်လို့ရှိရင်တမီးရဲ့ဒီကြွက်သား cells တွေက insulin ကိုတုံ့ပြန်မှုအားကောင်းသွားတယ်တုံ့ပြန်မှုအားကောင်းသွားတဲ့အတွက်သွေးထဲကပိုရှန်သွားတဲ့အချိုဓာတ်တွေကိုကြွက်သားလှုပ်ရှားမှုအတွက်အသုံးချခွင့်ရပါတယ်အဲ့တော့အချိုဓာတ်လည်းလျော့တယ်ကြွက်သားအားလည်းကောင်းသွားတယ်ဟုတ်ပြီနော် Number 2 insulin independent glucose uptake exercise လုပ်တဲ့ကံ during muscle contraction glucose can be taken into the cells for energy even without insulin a mechanism that is particularly beneficial in individuals with type 2 diabetes mellitus ဆိုလိုတဲ့အဓိပ္ပာယ်ကကြွက်သားတွေလှုပ်ရှားလိုက်တယ်ကြွက်သားတွေညက်လိုက်ရော့လိုက်လုပ်တဲ့အချိန်မှာအင်ဆူလင်ရဲ့ဟော်မုန်းဓာတ်မလိုအပ်ပဲနဲ့ဂလူးကို့စ်အချိုဓာတ်ကအားအနေနဲ့အသုံးချခွင့်ရပါတယ်ပုံမှန်အပြည့်ဆရာတို့ဆေးတွေတောက်တယ်ဆိုတာကအင်ဆူလင်ကိုဆွပေးလိုက်တယ်နော်အင်ဆူလင်ကိုအာနိသင်ပိုကောင်းအောင်လုပ်ပေးလိုက်တယ်အဲ့လိုနီးအားဖြင့်သမီးရဲ့အချိုဓာတ်ကိုဆရာတို့က cell တွေရောက်အောင်လုပ်ပြီးတော့အချိုဓာတ်ကိုရော့အောင်လုပ်တာလေဒါပေမဲ့ exercise လုပ်လိုက်လို့ရှိရင်အဲ့ဒီ insulin ဓာတ်မလိုအပ်ဘူးတစ်ဆင့်ပြန်ပြောရရင်ဆေးမလိုအပ်ဘူးပေါ့နော်ဆေးမလိုအပ်ပဲနဲ့ insulin ဓာတ်ကကောင်းအလုပ်ခွင့်ရပြီးတော့အားလည်းဖြစ်ပြီးတော့အချိုဓာတ်လျော့စေတယ်ဟုတ်ပြီနော် Number 3 increase glucose transport exercise upregulates the production of GL2 GLUT4 transporters on muscle cells which are responsible for moving glucose from the bloodstream into the cells even when insulin is not the primary driver ဒါကပြောရတယ်အတူတူပဲ exercise လုပ်လိုက်လို့ရှိရင်အဲ့ဒီ muscle cell တွေမှာရှိတဲ့ GLUT4 transporter ဆိုတာအဲ့ဒီအချိုသွေးတဲ့အချိုဓာတ်ကိုယူဆောင်ပြီးတော့အားဖြစ်အောင်လုပ်တဲ့ mechanism ဟာဆိုလို့ရှိရင်ပို့ပြီးတော့သူကအားကောင်းလာတာပေါ့အချိုဓာတ်ပို့ပြီးယူအားကောင်းတော့အချိုဓာတ်ကပို့ရော့သွားတာပေါ့နော် Number 4 reduce inflammation physical activity can lower blood levels of pro-inflammatory cytokines which contribute to insulin resistance and pancreatic damage ဒါတိတ်အရေးကြီးတယ်။ဘာလဲဆိုတော့လေ့ကျင့်ခန်းလုပ်လိုက်လို့ရှိရင်တဲ့
pro-inflammatory cytokine ဆိုတာဆရာတို့ကိုသွေးကြောရောင်ရမ်းစေတဲ့ဓာတ်တွေလျော့ကျစေတယ်အဲ့ဒီ pro-inflammatory cytokine ဆိုတဲ့ဒီဓာတ်ပစ္စည်းတွေကဆရာတို့ insulin resistant လို့ခေါ်တဲ့ insulin ဓာတ်ကိုဆန့်ကျင်တဲ့ဟာမျိုးလဲသူကအရေးပါတယ် pancreatic damage ဆိုတာက pancreas ဆိုတာ insulin ထုတ်ပေးရတာလေ insulin ထုတ်ပေးရတာ insulin ထုတ်ပေးရ pancreas ကိုလည်းမပြတ်စီအောင်ကာကွယ်ပေးနိုင်တာပေါ့ဒီ exercise လုပ်လိုက်တဲ့အတွက်လူတွေမှာစီးချိုဖြစ်တာကြားလာလို့ရှိရင် pancreas ကနေပြီးတော့ insulin မထုတ်နိုင်တော့ဘူးလေ pancreatic failure ပေါ့အဲ့လို pancreatic failure ဖြစ်လာပြီး insulin မထုတ်နိုင်တဲ့အခါမှာစီးချိုဖြစ်တာတက်တန်းကြာ insulin တွေတွဲထိုးနေရတာလေဘာကြောင့်လဲဆိုတော့ခုဆရာပြောတဲ့ pancreas ပြတ်စီးလို့လေexercise လုပ်ခြင်းအပြင်အဲ့လိုသမီးကငယ်ငယ်လေးရှိသေးလို့ဆရာဒီလောက်ချီပြောတာနော်သမီးနောက်ထပ်အသက်ကအများကြီးရှည်အောင်ပါလေအဲ့တော့ခုကတည်းက exercise နဲ့မကူညီဘူးဆိုရင်သမီး pancreas လို့ခေါ်တဲ့အဲ့ဒီ insulin ထုတ်တာပိုပြတ်သွားမှာနောက်ပိုင်းကျသမီးဆေးကြီးပဲထိုးနေရတော့မှာလေအဲ့ဒါကိုကာကွယ်နိုင်ဖို့အတွက် exercise ကလုပ်ကိုလုပ်ရမယ်လို့ပြောတာဘာလဲဆိုအခုဆရာဖတ်ပြတဲ့ pro-inflammatory cytokine တွေညော့သွားအောင်ဟုတ်ပြီနော်ဒါကြောင့်သမီးဝင်လာခြင်းသမီး exercise လုပ်လားသမီးကမလုပ်ဘူးဘာညာပြောရလေနော်အရေးကြီးလွန်းလို့နော်ဆရာကသမီးဆေးမပြင်ပေးသေးဘူးနော်အရေးကြီးတာကိုသမီးရင်ပြောပြတာနော်ကဲ number 5 enhance fat metabolism long-term exercise training improves the body ability to burn fat which helps to improve insulin sensitivity and reduce fat accumulation in the liver and muscles ဒါပါဆိုလဲဆိုတော့ exercise ကိုလေ့ကျင့်ခန်းကိုဒီဇိုင်းမှန်မှန်လုပ်လာလို့ရှိရင်သမီးရဲ့ခန္ဓာကိုယ်ထဲမှာပိုနေတဲ့အဆီဓာတ်တွေကသူကပျော်ဝင်သွားတာပေါ့နော်ဟိုညော့ကျသွားတာပေါ့အဲ့ဒီအဆီပိုတွေကြောင့်အဆီပိုများလို့ရှိရင်ခုနဆရာပြော insulin ကိုသွားပြီးတော့ဆန့်ကျင်တော့အချိုဓာတ်တွေကတက်တယ်လေအဲ့တော့အဆီဓာတ်တွေညော့ကျလာလေခုနက insulin ကိုဆန့်ကျင်တာညော့လေအချိုဓာတ်ပိုပြီးတော့ထိတ်အားကောင်းလာလေဖြစ်တာပေါ့နောက်ပြီးတော့အသည်းထဲမှာလည်းအဆီတွေမစုတော့ဘူးပေါ့အသည်းထဲမှာအဆီမစုရင် fatty liver လို့ခေါ်တဲ့အသည်းအဆီဖုံးတာတွေမဖြစ်နိုင်တော့ဘူးပေါ့နော်ကြွက်သားတွေမှာလည်းအဆီပိုတွေမရှိတော့ဘူးပေါ့နော် number 7ဒါတော့နည်းနည်းသိပ္ပံပညာနဲ့ဆိုင်တယ် activation of AMPK and exercise activate AMPK adenosine monophosphate activated protein kinase a cellular energy sensor and stimulates the release of myokines that is exercise-induced molecules which have anti-inflammatory and insulin sensitizing effects ဆိုလိုတာက exercise လုပ်လိုက်လို့ရှိရင်သမီး insulin ကိုဟိုပေါ့အားကောင်းစေတဲ့အာနိသင်တွေပိုထွက်လာတယ်ခန္ဓာကိုယ်ရောင်ရမ်းတဲ့ဓာတ်တွေကြွက်သားရောင်ရမ်းစေတဲ့ဓာတ်တွေပိုလျော့သွားတဲ့အတွက်သူကကြွက်သားတန်မာလာတယ်ကြန့်ခိုင်လာတယ်အချိုဓာတ်ထိန်အားပိုကောင်းလာတာပေါ့အဲ့ဒီလိုအချိုဓာတ်ပိုကောင်းလာတဲ့အတွက်ကြောင့်မလို့တကူလုံးကကျန်းမာရေးနဲ့ပတ်သက်ပြီးနှလုံးအားတွေပိုကောင်းလာတယ်အုံနောက်ရဲ့အားတွေပိုကောင်းလာတယ်သွေးကြောပိုတန်မာလာပြီးတော့သမီး3-4လတာသွေးထဲမှာလဲပတ်နေတဲ့ hemoglobin A1C လို့ခေါ်တဲ့ glycated hemoglobin လို့ခေါ်တဲ့သွေးအနီရောင်ကျချိုတတ်ပါလိုက်ရော့ပါโอเคเนาะအဲကြောင့် exercise က number 1โอเคเนาะ